သမီးသွားမဲ့မြို့ဟာဘယ်မြို့လဲ ဘကိုးလေးသူ မမေ စိတ်တော့မလား မထိတ်ထိန်ဝါရဲ့သားသမီးကိုရမ်းတွေ့ခြင်းနဲ့ ကျွန်တော်ရဲ့နာမည်ကတော့ထင်းနေတာပါဟိုဒါကတော့ကျွန်တော်ရဲ့မိထိန်ထိန်ဝါတဲ့ အခုလာတဲ့ကိစ္စလဲတားရဲ့အိမ်တော်ကြီးကိစ္စပဲသမီးရဲ့ ဆွေလမ်းမှုပါတယ်သိချရတဲ့ကောင်းမလေးရဲ့အလုံးသားလေးကဖူးသစ္စာရွယ်ဆွေလမ်းမှုတဲ့ကောင်းမလေးကမင်းပဲအုံနောက်ထဲမှာလဲနေမြရှိနေပါတဲ့ချစ်ရဲ့မေအခုလိုပြန်ပြီးတော့စုံစည်းရမယ်လို့ဘယ်တော့မှမထင်ခဲ့မိဘူးပါအခုလိုပြန်တွေ့ရတာရမ်းဝမ်းသာတယ် ငါလည်းတူတူပါပဲသူရရဲ့နေကအရင်တော့အထက်ပို့ပြီးတချင်းဆိုတာကောင်းလာရဲ့သိလား နင်းလည်းပို့ပြီးတော့လှတယ်ဒါနဲ့နင်းမလေးဟိုသူရနေကလေအရင်တော့အတိုင်းပဲတခါတစ်ခေါက်မပြောရမယ်ဆိုအမြဲတမ်းဝေးလေကြောင်ပါနဲ့ကဲမမေးချင်တာလည်းပြောဩပြောပါဆိုကမှပဲဘာလဲပြော ဟိုလေဟာ อืม နင်းဘကိုးဘယ်တော့ရောက်တာလဲလို့အဲ့ဒါမေးမိလို့ပါ နင်ကောအိမ်အောင်ကြသွားပြီလားလို့မေးချင်နေတာငါသိတာပေါ့သူရရဲ့အနည်းရပဲရောက်တာငါတကြံတွင်းကိုလာလဲတာပြီးတာနဲ့ငါမန္တလေးကိုတန်းပြတ်ပါ အောင်မေနင်းဒီဆွဲကြိုးလေးကိုဝတ်ထားတယ်နော် ဟုတ်တယ်လေဘာဖြစ်လို့လဲ ဘာမှဖြစ်ပါဘူးအခုလိုဝတ်ထားတာတွေ့ရတော့ရမ်းဝမ်းသာလို့ မမေဘေးရှိမိပြီပြန်ရအောင် သူရငါသွားတော့မယ်နော် ဟုတ်အေး ဆန်အိုးထဲမှာဆန်မရှိဘဲနဲ့တော့တနာကြီးလို့မရဘူးနော်ဟဲ့လာသွားမယ် တောင်းမယ်ကွာ ပြန်မေရော့ ဟိုလာပါတခါတည်းသွားမဆိုင်ရှင်ကောနေမယ်လားလာပါကွာနောက်မှငီးပါလား မမဟိုတချီဆိုရပွင့်နေကအရင်ကလေးကရင်းနေလာလား ဟုတ်တယ်ရင်ကလေးကရင်းပြီးခဲ့ကြတာကျောင်းလဲတူတူတက်ခဲ့လေတကယ်ချင်းတွေပေါ့ဟာ ဒါနဲ့အဲ့ကိုကြီးနဲ့တွေ့ပြီးရလေမမပုံစံကြီးရတာတစ်ခုခုဖြစ်နေသလိုပဲနော်မှန်မှန်ပြောတငယ်ချင်းထပ်ပူခဲ့ကြရမလား မေဝင်ကြလို့ရမှာဟိုဒီနောက်မှာတင်လို့ရတာမဟုတ် ထိုင်ထိုင် ဟိုကိုထင်းကလေကိုထင်းရဲ့အတန်လေးကိုမင်းအန်အောင်ဝါတာဖြစ်သွားအောင် surprise လုပ်လိုက်တာဘယ်လိုလဲအန်အောင်ဝါတာဖြစ်သွားရမလားဟိုပြီးတော့ကိုထင်းမျက်နှာလေးကိုမင်းရုပ်တရက်မြင်လိုက်တော့မင်းရင်ဘယ်လိုဖြစ်လဲ အော်လီဆန်လိုက်တာ အော်ကလေးဆန်တဲ့မျက်နှာလေးပေါ့ညာဘယ်လို ဟောမဟုတ်ပါဘူးတဒါလေးခေါင်းနေမူပြီးတော့အန်ဂျင်နီရယ်လို့အဲ့ဒါပြောတာ ဟုတ်လားအန်ဂျင်နဲ့ဆိုတဲ့လောက်ဝေးသွားရင်လေညီမလေးရဲ့ဒါမျိုးတွေကတိတ်တင်းထားလို့ကောင်းတာမဟုတ်ဘူးသွားခုမှပဲလို့လဲပြောရတယ်မေ
ကိုထိန်နဲ့လေမင်းရဲ့ဆက်ဆက်ယူမင်းဘယ်လိုမြင်လဲကိုထိန်ရတော့လေအဲ့အကြောင်းတွေးပြီးတော့လေညဘက်တညလုံးအိမ်မပြောဘူးကိုထိန်မျက်နှာတွေကြည့်ပါဦးခြုံကြသွားသလားလို့ ရှင့်မှာအဲ့အကြောင်းကလွယ်ပြီးတော့အခြားပြောစရာစကားလေးပါလိမ့်မရှိဘူးလား အရှိတယ်အဲ့ဒီမှာကိုထိန်ကိုယ်တိုင်မင်းကိုစားစေရင်လို့ယူလာတဲ့လက်ဆောင် ဒါကဘာတွေလဲ ဩဒါငပိဂျိုလေကိုထိန်တို့ကုမ္ပဏီကထုတ်တဲ့ငပိဂျို အော်ကျမငပိရေချိုမကြိုက်ဘူးပြန်ယူသွားလိုက်ပါရှင်ပြန်ယူသွားလိုက်ပါနော် ဩစားပါမေရဲ့ကိုထိန်တို့ငပိဂျိုကတခြားငပိဂျိုနဲ့မတူဘူးနော်တစ်စက်စားလိုက်တာနဲ့စွေမျိုးပါမေ့သွားစီရမယ် ကျမမစားခင်တည်းကမေ့ချင်နေတာပါ ဘာမေ့ကျင်တာလဲမသိဘူး မမေအဝတ်တင်မိဖို့တိုက်ရအောင်မယ်နော် အော်ဟုတ်သားပဲစိတ်ဓာတ်ပြောမှပဲတတိယတော့တယ်အင်ကြီးတွေလေကျမအင်ကြီးတွေမိမှုတိုက်ဆရာရှိသေးတယ်အဲ့ဒါကိုထိန်ပြန်လိုက်တော့နော် ကိုထိန်လေးဝိုင်းတိုက်ပြီးမယ်လေ မလုပ်ပါနဲ့အင်ကြီးတွေကလေမင်္ဂလိဥစ္စာတွေဆိုရင်တိုက်ပေးလို့မကောင်း ဩရပါတယ်အာမနာပါတယ်ဝိုင်းတိုက်ပြီးလို့ရပါတယ် ဘူးအားမနာပါဘူးရှင်ပြန်တော့မှကျမအေးစစ်စစ်တိုက်လို့ရမှာမဟုတ်လို့ပါပြန်လိုက်တော့နော် ဟောကိုင်ကကြီးကိုယ်တိုင်ကမောင်းထုံနေမှာတော့လေကိုထိန်ကပြန်ရတာပေါ့ဒါပေမဲ့လေကိုထိန်ကမေ့ရနာတပွားမှခွာကျင်တာမဟုတ်ဘူးမေကိုထိန်ပြောတာယုံနော် ရှုံပါတယ်ပြန်လိုက်တော့နော် အဲ့ဒါဆိုပြန်တော့မယ်နော် ဟုတ်ကဲ့ ကြွကြွ ကြွပါပြီ လူခါကြီးမောင် တော်သေးတာဗောစိတ်နာကယ်လို့မဟုတ်ရင်လေဒီကတော်ရုံနဲ့ပြန်မှာမဟုတ် စိတ်သားချက်စုံနဝကမိတော့တာပါမမစိတ်သားဆရာကြီးပါ ဟုတ်ပါပြီဒါနဲ့ဒီအင်ကြီးတွေကတကယ်မင်းမှုတိုင်ရမှာ ဟုတ်ဘူးရဲ့ဒါဒိုဘီဖို့ရမယ်အဝတ်တင် လေဒီကောင်မလေးညံကောင်းချက်ထဲသွားကြမယ် 毛接手个没掉天过，地切马得个地来的，三马里面那我一苏啊，天来到嘞，切马，马里面的来些。妈妈妈呗。 ဟဲ့သူက ချင်နာလေ မျက်နှာလည်းမကောင်းပါဘူးဘာဖြစ်လဲ နောက်တဲ့တိုင်းနဲ့မဲ ဘာဖြစ်ပါဘူးကွာ ဆဲ ဟဲ့တိုင်းတာ ချစ် ခဏလေးဂီတာတီးကခဏရအောင်ငါစကားပြောမလို့ကွာမင်းကလေ မင်းတို့ပြောနေကွာငါတိတာဘာဆိုင်လို့လို့ခ မင်းကတကယ်တော့တော်တော်လိုက်ကန်လို့နားမလဲကွာဟိုမှာကျန်ကိုယ်တကယ်ကြီးမျက်နှာနည်းနည်းပါကြည့်ရောမျက်နှာလေးပါလေကြည့်ပြီးမေးဟမ်နေကောင်းလားကျမ်းမာလားဘာခံစားနေရလဲမင်းမေးလी ကောင်းပြီကွာဘာမှဖြစ်လို့ တော်ပြီကွာဟဲ့သူကမင်းကမေးအောင်မင်းမနေ့ကကောင်မလေးနဲ့တွေ့ပြီးတဲ့ကမင်းမျက်နှာမကောင်းမင်းတို့ဘယ်လိုပတ်သက်ခဲ့ရလဲနောက်ပြီးတော့မင်းတို့ပုံစံကြည့်ရတာတော်တော်ရင်းနှီးခဲ့ကြရပုံပဲဟုတ်တယ်မလား ဟုတ်တယ်ကွာအားလုံးတော်တော်ရင်းနှီးခဲ့ကြတာ ဘရညဒီနေ့ဆောင်ဝတ်ဖြစ်နိုင်လား ဖြည့်နိုင်ပါလေဟာဒါပေမဲ့အကုန်လုံးတော့မဖြည့်နိုင် ငါလည်းတင်ချာတော့တိတ်ပြီးတော့အားမရအောင်ကျန်တဲ့ဟာရတော့ဖြစ်နိုင်ပါတယ်မနေ့ပြန်ဆောင်ဝတ်နောက်ဆုံးနေ့ဆိုတော့နေညစောစောအဲ့အောင်နော်ကျန်နေမနေ့ပြန်မနိုးဝဲနဲ့ဆောင်ဝတ်ဖြစ်နိုင်မယ်နေအောင်ပါ အေးပါဟာနင်းလည်းသူများကြီးပြောမနေနဲ့ဟောကျူရှင်မအိမ်ငိုက်နေတာငါတွေ့တယ်နော်မင်း အဲ့ဒါဟာငါအစောကြီးထားလို့ပါဟာငါဘာလို့မှရှိတာမဟုတ်ဘူးနင်ကပန်းနေလိုက်ပို့နေတာငါနေလာမပင်မမှာဟဲ့နင်ဆောင်ဝတ်ဖြစ်နိုင်ပါဆိုတော့ငါပြောတာ အေးပါဟာကျေးဇူးတင်ပါတယ်ခုလိုစိတ်ပူပြီ အဲ့ဆိုငါသွားတော့မယ်ကျူရှင်ပြန်တော့ကျအိမ်ကပွားနေမှာဆိုလို့ ငါလည်းပြန်ပါလေလူပြန်ရတာပေါ့နော် ဟ
ငါပန်းလာပို့တာ ငါနဲ့မလိုက်ခင်တည်းကမျှော်နေတာမရခုမှရောက်လာ ပြောပြမှာကိုပန်းနေပို့နေရတော့ သူကလူနဲ့ပြန်ကြင်ကြပြီနော် ဒီတည်ရလေဟာလေနေရရေဘက်ခံတော့မှာပါ ရွေပတ်ခံတော့မထွက်တော့ပါဘူးဟာငါအသားမဲမှာစိုးလို့ငါမနဲ့ပြန်နဲ့ရေလောင်းကျင်တယ် အိုးမတော့ရင်ပြီးတာပါပဲဟာရေကတော့လောင်းလို့ရပါတယ်မေးအားနေတော့ပြန်ရှိတယ် ဘာပြောမလို့လဲပြောလို့ ဟောလေဝါ ဘာဟိုကလဲပြောချက်ရှိရမပြောပဲ ဝါနောက်မှပဲပြောရမယ်ဟာဟိုငါပန်းနေပို့ရရှိသေးတယ်ဟာတော့ပို့လိုက်အောင်မယ်တော်ရမယ်နော်ပန်းနေယူပေးမယ်ဟုတ်ပြီနော် နေအဲ့လိုကြီးပဲစကားတစ်ခုခုပြောရမယ်ဆိုဘယ်တော့မှပြောလို့မထွက်ဘူး ငါသူ့ကိုဆွဲလန်းခဲ့တယ်သူ့အကြောင်းတွေတွေးမိတာငါကြပြားလေးတွေရေးဖြစ်တယ်ပြီးတော့သူ့အကြောင်းတွေစဉ်းစားပြီးတချင်းလေးလည်းရေးဖြစ်ခဲ့တယ်သူ့အကြောင်းစဉ်းစားမိတာငါအမြဲပျော်ရွှင်ခဲ့ရတယ်ပြီးတော့ငါသူ့ကိုသိချစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်နေတာဒါပေမဲ့ကွာငါရဲ့ဘဝကအဲ့ဒီစကားကိုပြောဖို့အတွက်အခြေအနေမပေးခဲ့ဘူးရေလောင်းကျင်လို့စောက်ဘာဝီ ဟာအေးနေဟာချင်းကြီးနေလားအာ ငါလည်းနေပြန်အောင် ဒီမီလာမ ပြပြလာမယ်ပြပြလာမယ်ပန်းနေ မနေ့ကနင်ငါ့ကိုပြောစရာရှိရဲဆိုတဲ့စကားပါလေလို့ ဟောဟိုနေတိုင်းပို့ပေးနေတဲ့ပန်းတွေကနင်ဖျားပန်းတင်ရတာအဆင်ပြေရလားလို့အဲ့ဒါမေးချင် နင်မလိန်နဲ့နော် မလိမ္မာဘူးဟာ နင်လိန်ရင်နင့်ကိုတကြားမရခွေးတရည်နဲ့မှတ်သွားမှာငါသိနေနော်နင်ဘာပြောမလဲဆိုတာ ငါပြောပြီးပဲဟာ သူကနင်ကလေစကားအမြဲတမ်းဝေးလဲကြအောင်ပဲနဲ့မမေးတော့ဘူးဟာတော့ စိတ်ဆိုးပါဒီမလိန်နဲ့နော်
တိမ်နေဆိုလို့ရှိရင်တကြားမင်းကခွေးတည်နဲ့မှတ်သွားလိမ့်မယ်စိတ်မဆိုးမလားဟုတ်ကဲ့လို့ပြော ငါဘာလို့ပြောရမလဲပြောပါ အေးပါအေးပါဟောမေနေ့ပြန်ကြလို့ရှိရင်ငါတို့နှစ်ယောက်စုံနေကြနေရတယ်လို့ဆုံးရမယ်နိဒီလာကဲနော် ငါမေးတဲ့မေကွန်းကိုနင်ဖြေမဲဆိုရင်တော့ငါလာခဲ့မယ်နင်မဖြေဘူးဆိုရင်တော့ငါမလာဘူး အေးပါငါဖြေပါမယ်ဒီလာကဲနော်ငါတော့လို့ ငါတော့ရမယ်နော်နေ့မှလာခဲ့နော်ပါပြီ သူရနင်ကငါလက်ဆောင်တစ်ခုပေးစရာရှိရယ်အဲ့နင်မျက်လုံးမိတ်တာဖွင့်ကြည့်အောင်နော် ဖွင့်မကြည့်ပါဘူးဟာ ဖွင့်ကြည့်လို့ရပြီဒီမှာကြောက် ဟာဂီတာ နင်တို့ငါလက်ဆောင်ဝယ်ပေးရ ဟာငါရုံးဝမ်းသာတယ်ဟာငါတကယ်ဝမ်းသာတာပါဟာငါဂီတာလိုချင်နေတာကြာပြီဟာ ငါသိတာပဲနင်တကယ်ချင်းတွေကနင်ဂီတာလိုချင်နေရဲဆိုတာပြောလို့ငါနင့်ဝယ်ပေးရဒီဂီတာလေးကိုကြိုက်တယ်မလား ကြိုက်တာဘောမြင်ရနေငါလည်းမြို့လက်ဆောင်ပေးလို့ရှိတယ်မြင်လို့မကြမလုံးဖွင့်လို့ရပြီ ဆွဲကြိုးလေးဆွဲကြိုးလေးကချစ်စရာလေးနော် ဒီဆွဲကြိုးလေးကိုငါနဲ့ဆွဲပေးလို့ရမှာဒီဆွဲကြိုးလေးကိုဒီတစ်သက်လုံးဆွဲထားမယ်နော် နင်လည်းငါပေးတဲ့ဂီတာလေးကိုအမြဲတမ်းသိမ်းထားမယ်နော်ဒီဂီတာလေးပျောက်သွားရင်တော့ငါတစ်သက်လုံးမခေါ်တော့ တိတ်နေမှာပေါ့ဟာ ဒါနဲ့သူရနင်ငါ့ကိုဂီတာတီးပြီးတော့ချင်းလေးတစ်ခုလောက်ဆိုပြပါလားငါနားထောင်ခြင်းလို့ စူပြမှာပေါ့အဲ့ဒါမင်းထိုင် ဆွဲလန်းမှုပါတယ်သိချရတဲ့ကောင်းမလေးရဲ့နှလုံးသားလေးကဖူးသစ္စာရွယ်ဆွဲလန်းမှုတဲ့ကောင်းမလေးကမင်းပဲအုံနောက်ထဲမှာလဲမင်းမျက်ရှိနေပါတဲ့ချစ်ရဲ့ချစ်တဲ့ကြောင့်ကိုမင်းသိဖို့ရဲ့ဖွင့်ပြောဖို့ငါမှချိန်ချိန်မြဲစွန့်အားခဲ့တယ်မင်းကြောင့်လေးကြာရုံနဲ့ငါရင်ထဲမှာရေလိုက်ခတ်တယ်လို့မင်းကြောင့်လေးကြာရုံနဲ့နှလုံးသားလေးကချစ်တဲ့ချင်းဖွဲဆိုတွေ့ရကသိစေထားတယ်ကြပြရီစာရချစ်တဲ့ချင်းလေးမင်းတွေ့ချစ်ခဲ့ဘူးပါတယ်သိချရတဲ့ကောင်းမလေးရဲ့မင်းလေး
အောင်ပြောပြဖို့မလဲအချစ်တဲ့ကြောင့်ကိုရင်မသိစေရင်နေမိကြောင့်လေးကြယုံနေအလုံးသားလေးကရေလိုက်ခတ်သလိုမိကြောင့်လေးပြောယုံနေအလုံးသားလေးကချစ်တဲ့ချင်းဖွဲဆိုမင်းတို့ရေကသိစေထားတယ်ကပြားရီစားရချစ်တဲ့ချင်းလေးမင်းတို့မိကြောင့်လေးကြယုံနေအလုံးသားလေးကရေလိုက်ခတ်သလိုမိကြောင့်လေးပြောယုံနေအလုံးသားလေးကချစ်တဲ့ချင်းဖွဲဆိုမင်းတို့ရေကသိစေထားတယ်ကပြားရီစားရချစ်တဲ့ချင်းလေးမင်းတို့မင်းတို့ရေကသိစေထားတယ်ကပြားရီစားရချစ်တဲ့ချင်းလေးမင်းတို့တချင်းလေးကကောင်းလိုက်တာဟဲ့အဲ့ဒါဘယ်သူရေးထားရလဲဒီတချင်းက ငါရေးထားတာပေါ့ တကယ်နေအလောက်တော်မယ်မှာငါတကယ်မသိဘူးဟာသူကနေလေဆိုတော့ဘာလုပ်လို့ရတယ် သူကတော့လှုပ်ချင်တာပေါ့ဟာဒါပေမဲ့မဖြစ်နိုင်ပါဘူး စူးစမ်းပေါ့ဟာ နေမနေကိုပြောင်းအောင်လုပ်မယ် ဘယ်ကိုပြောင်းမှာလဲ ခုလောလောဆယ်တော့မသိသေးဘူးဟာဖေမျိုးတွေရှိတဲ့မျိုးလို့ပြောတာပဲ အဲ့ဒါဆိုနေနဲ့ငါနဲ့မတွေ့ရတော့ဘူးပေါ့နော် ဟုတ်တယ်မင်း နေမလိုက်သွားလို့မရဘူးလားဟာနေဖေနဲ့မျိုးငါပူပြောပေးမယ်လေ ဖေနဲ့မေကိုငါကူပေးမှရမှာဟာငါရှိမှသူတို့အဆင်ပြေမှာငါလည်းဘယ်လိုလုပ်ရမှမသိတော့ပါဘူးဟာ ငါနားလဲပါဟာနေနဲ့ခွဲရတော့မယ်ဆိုတော့စိတ်မကောင်းဖြစ်သွားလို့ပါဒါနဲ့သူကနေငါ့ကိုပြောချင်တယ်ဆိုတဲ့စကားကိုနင်ပြောခဲ့လို့ရလားအဲ့နင်စိတ်မဆိုးဘူးသူကသူကပြောလေနင်မပြောစရာစကားလုံးတွေမရှိတော့ဘူးလား ခုလောလောဆယ်ပြောဖို့အဆင်သင့်မဖြစ်သေးဘူးဟာ နင်ငါ့ကိုဘာပြောချင်လဲဆိုတာငါသိတယ်နင်ကလေဘယ်တော့မှစကားကိုပုတ်ပွင့်လင်းလင်းမပြောခဲ့ဘူးလူဆိုတာကိုလိုချင်တာကိုပြောရတဲ့တတိရှိရတယ်ဟာနင်ကတတိမရှိတဲ့ယောက်ျားပဲတူတယ်ငါတော့ မေ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 အားလုံးเนี่ยပြန်မဆုံတွေ့တော့ဘူးလို့ထင်နေတာကွာအခုလိုပြန်တွေ့ရတော့အရင်ချိန်တွေကိုသတိရမိတယ်ကွာ မင်းပြောတဲ့ပုံရဆိုရင်ကောင်မလေးကမင်းစီကနေချစ်တယ်ဆိုတဲ့စကားကိုကြားချင်ခဲ့တာပဲမင်းဘာလို့မပြောခဲ့ရလဲကွာမင်းညမှာငါသာဆိုပြောခဲ့မှာ အေးလေငါတော့ဆိုတခါကူးပြီမှာ မင်းတို့ပြောတာလည်းမှန်ပါတယ်ကွာဒါပေမဲ့အဲ့ဒီတော့ငါအခြေအနေကပြောဖို့အတွက်အင်အားမရှိခဲ့ဘူးကွာ ချစ်တယ်လို့ပြောဖို့ပဲကွာဘာများခက်လို့လဲနောက်ခါလာနောက်ခါစည်းပေါ့ ငါသူ့ကိုပြောမဲ့စကားအတွက်ဈေးမပေါ်ခြင်းဘူးကွာပြီးတော့ငါသူ့ကိုမျှော်လင့်ချက်တွေမပေးခြင်းဘူး
တကယ်လို့ငါတို့နှစ်ယောက်ပြန်မဆုံဖြစ်ကြတော့ရင်ဆိုတဲ့အတွေးနဲ့ငါသူ့ကိုမပြောခဲ့တာလည်းပါတယ်ကွာ ဟဲ့ကွာမင်းတော်တော်သုံးငယ်ကုန်ပဲကွာဟိုကကြားချင်ပါတယ်ဆိုတာဘူးပြောခဲ့တယ်မင်းမပြင်းမရှိပါဘူးဟုတ်တယ် အေးလေ ပြောချင်တာပေါ့ကွာငါချစ်တဲ့လူကိုပြောချင်တာပေါ့ဒါပေမဲ့ငါပန်းရောက်ရင်လည်းကြောင်းတက်ရတဲ့သူမို့ ခြေတောင်ကကြောကိုမပေါင်းပါခင်ဗျာကြောင်ကနေကပေးလို့တယ်မထား ဟဲ့အောင်မင်းတို့ကွာငါဒီပြောနေတာငါရဲ့ခံစားချက်ကိုပြည့်ရမပြူဘူး အော် sorry ပါကွာမင်းပြောတဲ့စကားလည်းကြည့်အောင်လေကွာတချင်းနဲ့ကွက်တိဖြစ်သွားတော့ငါတို့လည်းစလိုက်မိရပါစိတ်မဆိုးနဲ့ကွာနော် sorry ပါ sorry မင်းတို့ပြောရတယ်ငါရဲ့လွမ်းတဲ့စိတ်ကြီးတော့ဘယ်ရောက်သွားမှမသိဘူးတော်ပြီကွာမပြောပြတော့ ဟဲ့ခုတွေ့နေပြီလေမင်းဘာလို့ခိုးပြေးမလဲ ဟုတ်ကွာခဏနားလိုက် အော်အချစ်ကိုတန်မိုးထားရတဲ့သူနောက်ဆုံးကြရင်တော့လူမျိုးကြီးဘွားနေပဲညီကုန်းချုံလာမသိပါဘူးကွာ ဒီဟာဒီကောင်လူကြီးဖြစ်မဲ့ကောင်မဟုတ်ဘူးဖုန်းကြီးဖြစ်မဲ့ကောင် ဩအကောင်းမဲ့လို့နားထောင်နေမရတမျိုး စိတ်ညစ်ပါတယ်ဟာငါအဲ့ထိန်တာဆွေးလူကမလို့ချင်ဘူး အဲ့အတွက်တော့ဘာမှမပူနဲ့စိတ်ဓာတ်မှာအကျဉ်းရှိတယ် ဘလို့တာငါပြင်မလဲ ကျမကမွေးနေ့မှာလူတိုင်းနွားနို့တိုက်တယ်လေအဲ့တော့ရှင့်လည်းကျမနွားနို့တိုက်မယ် ဟာမိမိသာလုံးတိုက်မယ်ဆိုတောက်မှာဗော ရှင့်ပါစကားပြောရလဲပါချခံရမယ်နော် ဟုတ်ပါဘူးရောင်သွားလို့ပါဟိုမိသားနောက်တော့တိုက်မယ်ဆိုရင်ကိုထင်းကတောက်မှာဗောလို့ဟာမလေးဟိုဓာကြီးကဘသူမာတာလဲကျုပ်လည်းမမာတာပါဘူးဟဲ့လူကျုပ်မေးတယ်လေဓာကြီးကဘသူမာတာလဲလို့ဓာကြီးကမိမာတာလားဟင်တော့ဘယ်လောက်ပဲတောက်လို့မရဘူးလား ဒီနေ့ကိုထူစေမြူစေချင်မိုးပြေးလေးပင်ရထမ်းမှာအတောက်တွေပွင့်စေ လာသိလာတရီလာတကြမ်းတွင်းငားကျင်တာဗျနင့်မို့ညငားကျင်တာကြောက်က နေပဲငါညပဲငါဒီသေးပဲဗျ ကြောက်ကအဲ့ဒါသိကျင်တာဗျကဲဈေးတစ်ချက်ပြောဗျ ရင်းရောပါအောင်ပါလား ရင်းဖွဲ့ပါမယ်ဗျဒါပေမဲ့ကြောက်ကယောက်ျားလေးရင်းမဲ့လို့ကျင်တာ ဟာယောက်ျားလေးရင်းတော့ကျွန်တော်တခါမှမကြားဘူးဗျမိန်းကလေးရင်းမကြားဘူးလား